ပရိသတ်အားလုံးမင်္ဂလာပါ True Ghost Stories ကနေကြိုဆိုပါရစေကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်နေရတဲ့တဘာဝတရားတွေနောက်ွယ်မှာကျွန်တော်တို့မသိနိုင်တဲ့ယူဝက်ချက်တွေအများကြီးရှိပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့တာမန်ညောင်ပင်ကြီးတပင်ကနေအစားပြုပြီးလူငယ်တစုရဲ့ဘဝကိုပြောင်းလဲပြခဲ့တဲ့ညောင်မြင့်အကအရင်မဲ့ကိုပွားဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းပဲဖြစ်ပါတယ်အခန်းတလောင်ထူးဆန်းပေါင်းညောင်ပင်ကျွန်တော်တို့ရွာထိပ်မှာရှိတဲ့ညောင်ပင်ကြီးကတခြားအပင်တွေနဲ့မတူဘူးသူကအမဲတန်းစိန်ဆိုးနေတာပြီးသူ့ရဲ့ညောင်မစ်တွေကမြေပြင်ပေါ်မှာသွေးကြောလိုရက်ဖြာနေတာရွာကလူကြီးပိုင်းတွေကတော့ဒီအပင်ကြီးကိုလူနာမကတ်တဲ့ကပင်လို့ခေါ်ကြတယ်ဒီရက်မှာတာတင်ကြော်မင်းနဲ့ဝင်းအောင်တို့ထငယ်ချင်း၃ယောက်ဟာမြို့ကနေဆိုင်ကယ်နဲ့အပြန်ညောင်ပင်ကြီးနားရောက်တဲ့အခါဆိုင်ကယ်ကအကြောင်းရင်းမရှိဘဲရပ်သွားပါတယ်အချင်းကည12နာရီဝန်းကျင်ပတ်ဝန်းကျင်မှာလေတိုက်တန်တောင်ရှိပဲသူ့တန်တက်ဆက်ပင်လို့တိတ်ဆက်လို့သူတို့ဆိုင်ကယ်ပြင်းဖို့စူးစမ်းနေတော့မှဝင်းအောင်ကထူးထူးဆန်းဆန်းငိမ်သက်သွားပြီးညောင်ပင်ကြီးစီကိုငေးကြည့်နေပါတယ်ဟေ့ကောင်ဝင်းအောင်ဘာကြည့်နေတာလဲလို့တာတင်ကလှမ်းပြီးတော့ဝင်းအောင်ကပြန်မဖြေဘူးသူကညောင်ပင်ကြီးရဲ့အမောင်ရိပ်သေးကိုဖြည်းဖြည်းချင်းလျှောက်သွားတယ်ကျော်မင်းကလိုက်ဆွဲပြီးမဲ့ဝင်းအောင်ရဲ့ခန္ဓာကိုယ်ကကြောက်တုံးကြည့်လို့လေးလံနေပြီးအမောင်သေးကိုတိုးဝင်သွားတာခဏလေးအသေးမှပဲပျောက်ကွယ်သွားပါတယ်9မိနစ်လောက်အကြာမှာဝင်းအောင်ပြန်ထွက်လာတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကအယောင်မရှိတော့တယ်လို့ပဲအဆိုးဆုံးကတော့လာပြင်းညဖီလို့လာတာနေပြီးမဲ့ဝင်းအောင်ရဲ့ခြေထောက်အောက်မှာအရိပ်လုံးဝမရှိတော့တာကိုတာတင်ပတိထားမိလိုက်ပါတယ်သူတို့ဝင်းအောင်ကိုခေါ်ပြီးရွာထဲကိုအညံပြန်လာခဲ့ကြတယ်လမ်းမှာဝင်းအောင်ကစကားတခွာမှမပြောဘူးသူ့ရဲ့အသက်ရှူတန်းကလည်းလူတစ်ယောက်ရဲ့အသက်ရှူတန်းမျိုးမဟုတ်ပဲလေအိုးပေါက်နေတဲ့အတိုင်းမျိုးထနေတာသူတို့ရွာလူကြီးဥပါကျော်စီရောက်တဲ့အခါဥပါကျော်ကဝင်းအောင်ကိုကြည့်ပြီးမျက်နှာပြက်သွားတယ်မင်းတို့ဘာလုပ်လိုက်ကြတာလဲအဲ့လီအပင်ကအရှိစားတဲ့အပင်ကွာအခုမင်းတို့ရှေ့မှာရှိနေတာဝင်းအောင်မဟုတ်တော့ဘူးအပင်ကလွှတ်လိုက်တဲ့အရိပ်မဲ့ကိုပွားကြီးထင်နေပြီးလူအော်ပြောလိုက်ပါတယ်ဥပါကျော်ကရှင်းပြပါတယ်အဲ့ဒီညောင်ပင်ကြီးရဲ့အောက်မှာတခြားကဘာတစ်ခုရှိတယ်အပင်ကလူရဲ့အရိပ်ကိုတင်းပိုက်လိုက်ရင်အဲ့ဒီလူရဲ့ဝိညာဉ်ကအပင်ထဲမှာပိတ်မိသွားပြီးအပြင်လောကကိုတော့အပင်ကဖန်တီးလိုက်တဲ့အရိပ်မဲ့ကိုပွားကရောက်လာတာဖြစ်တဲ့မင်းတို့ထွငယ်ချင်းကိုပြန်လို့ချင်းရင်အခုခြေချင်းညောင်ပင်စီပြန်သွားရမယ်မိုးမလင်းခင်ဝင်းအောင်ရဲ့အရိပ်ကိုအပင်စီကပြန်လွတ်ရမယ်လို့ဥပါကျော်ကညွှန်ကြားပါတယ်သူကတာတင်တို့လက်ထဲကိုအစီရင်လွတ်ထားတဲ့အချိန်ကျူးတစ်ခွေနဲ့မြဲဖဲစီမီခွက်တစ်ခုထဲပေးလိုက်ပါတယ်အခန်းကအမောင်ထဲကတိုက်ပွဲတာတင်နဲ့ကျော်မင်းတို့ညောင်ပင်ကြီးစီပြန်ရောက်တဲ့အခါမြင်ကွင်းကပြောင်းလဲနေပြီညောင်ပင်ကြီးအညောင်မီးတွေကတက်ရှိတတဝါတွေလိုလှုပ်ရှားနေပြီးမြေကြီးထဲကနေဝင်းအောင်ရဲ့အစစ်အမှန်ဝင်းညင်ကယုံထွက်ဖို့စူးစမ်းနေတာကိုမြင်လိုက်ရတယ်။ဘေးနားမှာတော့အရိပ်မဲ့နေတဲ့ဝင်းအောင်ကိုပွားကဓာတ်တစ်ချောင်းကိုကိုက်ပြီးသူတို့ကိုတတ်ဖို့စောင့်နေပါတယ်။ငါးနေရာကိုဘယ်သူမှလွတ်မရဘူးဆိုတဲ့အတန်နဲ့ကြီးနဲ့ကိုပွားကတာတင်တို့စီပြေးဝင်လာတယ်။တာတင်ကဥပကျော်ပေးလိုက်တဲ့စီမီခွက်ကိုထုံးပြီးညောင်ပင်ကြီးရဲ့ပင်စီကိုမင်းတင်လိုက်တဲ့အချိန်မှာအပင်ကြီးကနာကျင်စွာနဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာတယ်။အဲ့ဒီအလင်းရောင်အောင်မှာကိုပွားကြီးဟာအရေးပြောကြားသွားပြီးမြေကြီးထဲကဝင်းအောင်ရဲ့အရေးခမူလပိုင်ရှင်စီကိုပြန်ကတ်သွားပါတော့တယ်။ဝင်းအောင်တတိပြန်ရောက်လာချိန်မှာတော့သူတို့အားလုံးရွာကိုအသက်လူပြေးခဲ့ကြတယ်။နောက်ရက်မှာတော့ဥပါကျော်ကဥဆောင်ပြီးအဲ့ဒီညောင်ပင်ကြီးကိုပြိလူတွေဖြန်အစီရင်တွေလုပ်ပြီးပိတ်ပင်လိုက်ပါတယ်။ဒါပေမဲ့အခုထက်ထိဝင်းအောင်ဟာမှန်ထဲမှာကိုမျက်နာကိုပြန်ကြည့်ရင်သူ့ရဲ့နောက်ွယ်မှာညောင်ကွိုင်းကြီးတစ်ခုရှိနေတယ်လို့မျိုးခံစားနေရစေပါပဲ။အဲ့ဒီညောင်ပင်ကြီးကသူ့ကိုအမြဲတမ်းစောင့်ကြည့်နေတယ်လို့ပါပဲပရိသတ်တွေဒီဇာတ်လမ်းကပေးတဲ့သင်ခန်းစာကတော့ကျွန်တော်တို့မမြင်ရတဲ့နေမြေတွေကိုမစော်ကားမိဖို့ပါပဲတချို့အရာတွေကကျွန်တော်တို့ထင်ထားတာထက်ပိုပြီးကြောက်စရာကောင်းပါတယ်ဒီဇာတ်လမ်းကိုကြိုက်နေတတ်တယ်ဆိုရင် subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်တင်စီမှာကအခုလိုမျိုးကိုကွာတွေအရေးတွေနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့အတွေ့အကြုံမျိုးရှိပါသလားရှိရင် comment မှာရေးပေးသွားခဲ့ပါအောင်အားလုံးပဲဘေးအန္တရာယ်